ကျက်တွေမှာရှေးဖြူရှေးစိမ့်ဖြစ်တာမိမျက်နှာရောင်ရမ်းတာတွေကိုကုသဖို့အတွက်ဒီစဖာမိုက်ဆေးကိုအသုံးပြုဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဒီဆေးဟာကျက်တွေမှာမိနာနဲ့အဆက်အမြစ်ပိုးဝင်တာတွေကိုကုသပေးနိုင်တဲ့ဆေးဖြစ်ပါတယ်ကျက်တွေကျက်နာကြလို့တရှန်လုံးသေကုန်တော့မဲ့အရှင်တွေမျိုးမှာဆိုရင်ဒီစဖာမိုက်ဆေးကိုအများဆုံးသာအသုံးပြုလိုက်ပါသူကကျက်ရှန်သေးကပိုးမွှားယောဂါတွေနဲ့သက်ဆိုင်တဲ့မျက်နှာရောင်နှာစေးမိရှင်းလို့ယောဂါကိုကာကွယ်ရန်နဲ့ကုသရန်အသုံးပြုနိုင်ပါတယ်လေရှောင်းတံပါတော့မိနှာစေးယောဂါကျက်ဘက်အဖျားယောဂါကျက်ဘက်ကာလဝမ်းယောဂါဝမ်းပြဲဝမ်းလျှိုရှင်းရှေထားမခိုင်ရှင်းရှေထားအားနေရှင်းဝမ်းကိုက်ရှင်းကပ်ပပိုးကြောင့်ဖြစ်သောသွေးဝမ်းယောဂါရှေးအစိမ့်အဖြူသွားရှင်းနဲ့အကြည့်အရွှေသွေးပါတော့ဝမ်းသွားရှင်းတို့ကိုကုသရန်အသုံးပြုနိုင်ပါတယ်ကိုယ့်ရဲ့ကျက်တွေကိုမသေးစေချင်ဘူးဆိုရင်အများဆုံးဝယ်ယူသုံးကြပါဒီဆေးကိုရေနဲ့ရွတ်တက်ယုံနဲ့ကျက်တွေအသက်ရှင်နှုန်း90ရာခိုင်နှုန်းထိပြန်လည်ရရှိလာမှာဖြစ်ပါတယ်အသုံးပြုပုံကတော့ဆေးဘူးဖုံးတစ်ဖုံးစာကိုရေ2လီတာကနေ3လီတာနဲ့ယိုပြီးကျက်တွေကိုတိုက်ပေးယုံပါပဲ3ရက်ကနေ5ရက်လောက်စစ်တိုက်ပေးရမှာဖြစ်ပါတယ်ယောဂလက္ခဏာတက်တာလာပြီဆိုရင်တော့ဆေးကိုဖျက်လိုက်ပါဆေးဆိုတာကမလိုအပ်ပဲများများတက်ရင်ဆေးရိုင်ပေါမှုဖြစ်တတ်ပါတယ်ဒါဆိုရင်တော့ကျက်တွေရဲ့ယောဂလက္ခဏာတွေကတဖြည်းဖြည်းတက်တာကောင်းမွန်လာမှာဖြစ်ပါတယ်ဒီဆေးကိုစိုက်ဝင်စားလို့ဝယ်ယူရှင်နေဆိုရင်တော့ကိုတီလာဂျိုဇိုရဲ့ Facebook ကိုဆက်သွယ်မင်းများပြီးမှာယူရရှိနိုင်ပါပြီခင်ဗျာကျေးဇူးတင်ပါတယ်